ဒီနေ့စဉ်းစားထားတဲ့ခေါင်းစဉ်လေးဟာဒါဘေးရင်ယုံနာကောင်းနေနဲ့ဘေးရင်ယုံနာမကောင်းဆိုပြီးတော့စဉ်းစားထားပါတယ်ဒီမိန်းကလေးနဲ့ယောက်ျားလေးမှာဒီမိန်းကလေးကခုနပြောလို့ဘေးရင်ပိုယုံတယ်လို့ပြောကြရတဲ့ပုံမှာအဲ့ဒါရောလက်ခံလားအဲ့ဒါအနေစပြီးတော့ပြောပြပါလားမာလီစပြောပါဟုတ်တာပေါ့ main ကလေးတွေကပေးရင်ပိုယုံနေပေါ့ဒါယောက်ျားလေးထက်ဆိုင်ရာခိုင်နှုန်းပုံများတာပေါ့ယုံနေရာခိုင်နှုန်းဘာဖြစ်လို့လဲဆိုတော့ main ကလေးအများစုကစိတ်နှုတယ်သူတို့ကဖြစ်လာတဲ့ပြဿနာတွေပေါ့ကြုံလာရင်မိဘပြဿနာတွေဖြစ်ဖြစ်အထူးသဖြင့်အခြေရေးပြဿနာဒီအိမ်တော်ရေးပြဿနာဖြစ်ဖြစ်ကောက်ရိုးတမြင်ရရင်ရတယ်လို့စွဲကျင်ကြတာပဲလူတွေဆိုတာအဲ့ဒီကမှယောက်ျားလေးထက် main ကလေးတွေကပို့ပြီးကောက်ရိုးတမြင်စွဲကျင်ကြတယ်အဲ့ဒီအတွက်သူတို့စိတ်ကိုလုံခြုံမှုရဖို့အတွက်ဒီဘေးတွေရေတရားတွေကိုယုံကြတယ်လိုက်လုပ်ကြတယ်ပေါ့အဲ့လိုမျိုးကတော့ပုံများပါတယ်ဒါပေမဲ့ဒါအကုန်လုံးမဟုတ်ပါဘူးအများစုဒီတွေက main ကလေးအများစုကိုပဲပြောတာပါရှင်ဟုတ်ကဲ့ကယ်ရိုနီလေးနဲ့ပြောပါဦးဒါဖရားတရားမလုပ်လို့ပါကိုလုံခြုံစိတ်ချမှုမရှိဘူးဆိုတာကဖရားကပြောထားပြီးသားလေဘယ်သူမှမပြောနဲ့အတ္တကြီးအတ္တနောနာထောပေါ့နော်မိမိကိုယ်သာကိုယ်ကိုရပါဒါပေမဲ့ကိုမကိုးကွယ်ပဲနဲ့တခြားလူသွားကိုးကွယ်တော့အလင်ခါရတာတွေများတာပေါ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဗျာနော်အဲ့တော့မမတ်နဲ့မောင်လေးပြန်တွေ့တာနော်ဒီကမောင်လေးကအများကြီးပြောရတော့ဟုတ်ရပါဘူးဒါကျွန်တော်ထက်အများကြီးကြီးပါတယ်ကျွန်တော်မမပါအမန်တန်မှလေးစားကြည်ညိုရတဲ့အမတယောက်ဟုတ်ပြီဗျာနော်အဲ့တော့ညီမကတော့ဒါဘင်းယုံတဲ့ဘက်ကပေါ့နော်အဲ့တော့ဘင်းဒီလိုမျိုးကြည်ခြင်းအပြင်ဘာတွေအကျိုးရှိမယ်လို့ထင်လဲညီမလေးကြံ့ညွန်သိပြောပြပါလားဘာတွေအကျိုးရှိမလဲဆိုတော့ဒီဂျိုစီဂျိုနင်းတို့နက်ခတ်တို့ဒါရှေးမြန်မာဘရင်တွေလက်ထက်တည်းကသူတို့ကယုံကြတယ်ပေါ့ယုံကြတဲ့အတွက်ဘယ်လိုဖြစ်လာလဲဆိုတော့ညီမတို့ဒီရက်ခေတ်မှာအကိုဒီကလေးလေးတွေပေါ့မွေးလာရင်ဘသူပဲဖြစ်ဖြစ်ဘယ်မိဘပဲဖြစ်ဖြစ်အယောက်100မှာ69ယောက်လောက်ကဒီတိုင်းနာမည်ပေးတာမျိုးမရှိဘူးဒီသူတို့ကလေးလေးတွေကိုကမွန်းတက်ဖို့အတွက်ကသူတို့ရဲ့ဘေးရင်ရဲတွေကနေနဲ့ကမွန်းတက်ကြတယ်အများစုတွေကိုနာမည်တွေကိုကြည့်လိုက်ရင်နေနံနဲ့ကြိုက်ပြီးပေးတာရှိမယ်ဒါမှမဟုတ်ရင်အဲ့နေနံကိုမပါတဲ့ဥစ္စာမျိုးဆိုတော့ညီမနာမည်ဆိုကြာညိုသိန်းဒါပေမဲ့ညီမကြာတာပရိသမီးဒါပေမဲ့ညီမနာမည်မှာကြာတာပရိနံတစ်ခုမှမပါဘူးဒါပေမဲ့အဲ့ဒါဘာနဲ့ပေးထားလဲဆိုတော့ပြင်စပုတ်အညွန့်နဲ့ပေးထားတာဒါမင်းသိခါနီးလို့လည်းပြောကြတယ်မင်းသိခါနီးလို့လည်းပြောကြတဲ့အတွက်ကြောင့်အဲ့လိုမျိုးနန်းကိုအဲ့လိုမျိုးပေးကြတာပေါ့ပေးကြရဆိုတဲ့အတွက်ဘယ်လိုဖြစ်လာလဲဆိုတော့ဒီနောက်ပိုင်းမှာအရင်တည်းကပေါ့အခုထိပေါ့အကောင်လုံးကနာမည်ပေးတာအစားပေါ့ဒီဘေးတင်တွေရေရီယာတွေနဲ့ပေးကြတယ်ပေါ့အထူးသဖြင့်အဲ့လိုမျိုးပေးကြတယ်ဒါအခါတော်ပေးတယ်လို့ခေါ်တာပေါ့အရင်ရှေ့မင်းတွေလက်ထက်ထဲကဒီအချိန်ကောင်းအခါကောင်းလုပ်ဖို့အတွက်အခါတော်ပေးတဲ့ပုံသားတွေကိုဒါသူတို့အကျိုးရှိလို့ဒါဒီအခါတော်ပေးပုံသားတွေကိုထားတာပေါ့ရှင်းပြမှာအဖြစ်လက်ထက်ထဲကအကျိုးမရှိရင်ဒီနေ့ခေတ်မှာဒီဘေးတင်တွေရေရီယာတွေဆိုတာပျောက်သွားမှာပဲဒီဘေးတင်ကျန်းတွေဆိုတာပျောက်သွားမှာပဲဒီအိန္ဒိယစာပေကဘယ်ကနေပြီးတော့စဉ်းသက်လာလဲဆိုတော့ဒီညီမတို့မြန်မာစာပေဆိုရင်သူကဒီပါဠိစာပေကြောင့်ပို့ပြီးထုံးရခဲ့တယ်အိန္ဒိယမှာကျတော့ဒီဘေဒင်ကျမ်းတွေကြောင့်ဒီအိန္ဒိယစာပေကဘေဒင်ဂါထာတွေကြပြတွေကြောင့်ပို့ပြီးတော့ထုံးကားလာတာပေါ့အဲ့ဒီအတွက်ဒီဘေဒင်တွေကဒီအိန္ဒိယယဉ်ကျေးမှုကိုကောပြီးတော့ဒီအိန္ဒိယရဲ့စာပေကိုကောတက်ရောက်မှုရှိနေတာပေါ့အဲ့တော့ဘေဒင်ရဲရယုံနေဆိုတာကကောင်းတယ်လို့ပဲပြောရမှာပေါ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဗျာเนาะအဲ့တော့ညီမလေးကတမိုင်းနဲ့ချီပြီးကိုပြောသွားတာเนาะဒီလေးဟုတ်ကဲ့သူပြောတာဟိုလက်ခံလားအဲ့ဒီပုံမှာဘာပြောချင်လဲဒီလေးအဲ့ဒါတော့သူ့စာပေနဲ့သူပေါ့လေကျွန်တော်တို့မြန်မာစာပေမှာဆိုပါဠိနဲ့ပတ်သက်ပြီးတော့ထုံးကားတယ်အိန္ဒိယနိုင်ငံမှာဆိုဝေဒာကျမ်းနဲ့ပတ်သက်ပြီးတော့ထုံးကားတယ်ပေါ့လေဒီလိုမျိုးကျွန်တော်တို့ခေတ်ဆက်ဘေးရင်တွေထွန်းကားခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဘေးရင်ပညာဆိုတာကမြတ်စွာဘုရားရှင်ကတိရိစ္ဆာနာဝိဇ္ဇာလို့အတက်လို့မြတ်စွာဘုရားရှင်ကပြောထားတယ်။ဘာလို့ဆိုတော့တရိစ္ဆာန်တွေမှာကျင့်အပ်တော့အကျင့်လို့ပြောတယ်။ယဟန်တရားအဲ့ဒါမျိုးကိုကျင့်လို့ရှိရင်ဒုက္ခအပတင်နဲ့လူတွေဆိုလို့ရှိရင်လည်းမတ္တဖို့တာဖြစ်တယ်လို့မြတ်ဘုရားကိုယ်တိုင်ဟောထားတော်မူတာပါလေ။အဲ့တော့ဒိဋ္ဌိများတော့ယုံကြတာပေါ့လေနော်။ရှာပါ။ဟုတ်ပြီဗျာနော်။ဒါပေမဲ့မောင်လေးကတရဏဂုံမောင်လေးနေတိုင်းတည်တယ်လို့မောင်လေးကိုမောင်လေးယုံလား။ဟုတ်ကဲ့ယုံပါတယ်တရဏဂုံနှလုံးသားမှာအမြဲတည်ပါတယ်။အဲ့လိုနော်အဲ့လိုမျိုး